Troops deployed. Okay ဒီနေ့မှာတော့เนาะအားလုံးရဲ့ solo Roma လေးကို experience လေးလာ share တာပါ bro but I serve neither เนาะဟိုဘက်က Selena ဆိုတော့ Selena ကတန့်ဆိုတော့အားလုံးလေးပဲ CC များတဲ့ကောင်လေးပဲကိုင်းနေတာပေါ့နော် Tiger ရဲ့ကိုင်းဖို့ကြတော့ Tiger ရဲ့ကြတော့ ban ရတယ်ဆိုတော့ပုံမှန်လေးပဲ check လာအောင်နည်းနည်းလေးကြည့်ပေးမယ်ပေါ့နော်ဟိုဘက်ကလာနှောက်သွားဆိုတော့ဒါပေမဲ့ Selena ပေါ်နေတယ်ဆိုတော့ easy ပါ Maxman လည်းသူ့လေးမှသူအဆင်ပြေနေတယ် we all belong to where our hearts go no ဟုတ်ပြီနည်းနည်းလေးပါလီတော့ Battle's bell. တော့နှောက်ကြည့်မယ်ပေါ့နော်ပါလီတော့နှောက်ကြည့်မယ်အဆင်ပြေရင်တော့လေကိုချင်ကလာလည်းရှိရဆိုပါလီတော့နှောက်ရဲသူကစားပြီးသွားရဆိုတော့လေနည်းနည်းလေးပေါ့နော်နည်းနည်းလေးရှူရှောင်းလေးလုပ်ကြည့်ရပေါ့။နေရာဦးဖလစ်ကာနဲ့ပြန်ပြေးရတယ်။ဘယ်လိုဖြစ်ချင်ပြီလဲဟိုဘက်ပါလာတယ်ဆိုဘယ်လိုလေးတော့ဖြစ်သွားတယ်ပေါ့နော် Okay. ဖတ်လက်လေးတော့ပေးလိုက်ရတယ်။ဒီရှားလိုက်တာမျက်ရည်20ပေါ့ Retreat. Okay. the power I have is a blessing but also a curse ။ကောင်းတယ်ဆလီနာလေးပြန်ရလိုက်တယ်ပေါ့နော်။ကဲအဲ့ဆိုလို့ရှိရင်ဂိုးလင်းလေးကိုတော့ကြည့်ပေးတယ်ပေါ့ Launch attack. Okay. Enemy reached level 4. ။အဲ့ဆလီနာရိုးနေရဒါဆိုလေအဲ့အားလေးမှာဆလီနာရိုးနေရသူကအရန်ကို damage ထွက်တာပေါ့နော်။ဆလီနာရိုးအားလေး9မိနစ်လောက်ကိုလည်းထိန်းစော့ပြီးတော့မှပြန်ပြီးတော့ပက်ကက်လေးချတာအားကြောင့်လည်းအားလုံးလေးပက်ထားတာပေါ့ Gather up the turtle. Okay. once there was a place စီလီပဲပေါ်လေးငြိမ်းနေတယ်ဆိုပေမဲ့မိတ်လေးကလာပြီးတော့ run ပေးတယ် Ally has been slain. တတဲကိုပြေးမယ်ပေါ့နော်တတဲရှိပြေးရမယ် Level 4. နည်းနည်းလေးတတဲကိုတော့ကြည့်မယ်ပေါ့နော်ဒါပေမဲ့ကိုယ်ချင်ကြလားမရှိတော့ဘူးချင်ကြလားရှော့သွားပြီ it's another star ဒီတိုင်းလေးရှူရှောင်းလေးပဲတတဲလေးကိုချင်ကြလားလာလေးဆောက်ပြီးတော့ဒီတိုင်းရှူရှောင်းလေးလုပ်ကြည့်မယ်တည်ရပြအထောင်တွေကလည်း Slain the turtle. ညနေကောင်းသွားပြီ2 man ချင်ကြလားကောင်းသွားတာပေါ့နော်ချင်ကြလားကောင်းသွားပြီတက်ဂရီလေးပါရမှာ Initiate retreat. အဲဖိုးကမပွင့်သေးတော့ဖိုင်နယ်စလက်ကရဲလို့မရအောင်ပြန်တယ် Request backup. Okay. this reminds me of the little string Launch I attack. stole ကောင်းတယ်ရပါပြီ rebel လေးကိုနော်ကိုယ်လေးလည်းတန်သွားပြီပါဆိုပြန်ပတ်မယ် Initiate retreat. Solo kill. တစ်ဝင်သွားတယ်ဆိုတော့သွားပြီပေါ့ You have been slain. I always hated this feeling Instant kill. Well, killing spree. စီလီပါကိုကွန်မန့်တက်တင်မဲ့နဲ့ဝက်လေးနဲ့ညနေဆိုတော့လေဒီစီပဲ Solo kill. Ally has been slain. main position လေးကောင်းတယ် betrayal I know the taste of it ဒါ too လေးကျွန်တော်နှောက်ကြည့်လိုက်အောင်မော်စကိုပြေးနေပြီမော်စကိုလိုက်တက်နိုင်တော့တန်သွားမယ် you're a petty annoyance ကောင်းသွားပြီပေါ့နော်ကျွန်တော်ရဲ့ assist လေးရတာပေါ့ Well played. Instant kill. Mega kill. ဘာမလို့လဲလေးပဲဖြတ်ချောက်ပေးလိုက်တာသူဝင်လာမရဲဘူးဆက်လိမ့်တာတတ်တယ်ပေါ်တော့မယ်ကျွန်တော် patient လေးချက်နေတယ်ပေါ့နော်ဒီတာတွေက try လို့ရနိုင်တယ်ဘာလို့လဲဆိုဆက်လိနာလည်းသူနေနေတယ်သူတို့ room ဒါပေမဲ့ ESP ကတော့ join နေပြီကို ESP မြောင်းသေးဘူး ESP လာပါဦး Request backup. Okay. ဒီလေးကျွန်တော် delete လေးလုပ်ပေးထားတဲ့ဘက်တွေကိုပေါ့နော် final slot လေးတော့ဖြည့်ရိုက်ပေးလိုက်တယ် final slot တော့မရှိဘူးချန်ကလေးကတာတယ် we လုပ် all နေတယ် belong to where our hearts go no Ally has been slain.
ကောင်းပါပြီဟိုကတက်စလာရဲ့ပနဒီဆိုပြီးတော့ဝင်ချသွားတော့သွားပြီကိုရီချန်ပီယံ Double kill. Sorry. Hang in there. Hang in there. They say I'm the duality of human and demon, but I serve neither. Shut down. Enemy battle spell on CD. Killing spree. ကောင်းတယ်ဗျဟိုဘက်က Trisla เนาะ EXP ကလာ join ပြီးတော့ battle လေးလေ Trisla လည်းကင်တော့အထုံးကောင်းကြီးဖြစ်နေတော့ share ပဲ Trisla ကြီးက Mila, it's another starry night. ကျွန်တော်အဲ့တော့ goal လေးသွားဖို့ပေါ့နော်ဆလီနာလေးကလည်းတစ်ချက်ပေါ်ဆလီနာကလည်းတစ်ချက်ပေါ်တယ်ပေါ့ဆလီနာချက်ပေါ်တော့အောက်ကိုပဲဆင်းပြီးတော့ match man လေးကိုတော့ကြည့်မယ်နည်းနည်းနောက်ကျသွားပြီလားမသိဘူး Nothing escapes my vision. အရှင်ပေါ်နေတော့နည်းနည်းလေး goal လေးကိုပက်ကက်လေးကြည့်ပြီးတယ်ပေါ့ This reminds me of the little spirit that leads us home. Ally has been slain. Ally has been slain. အဲ့မှာကျွန်တော်ရောင်သွားတာဗျနော်အလေကိုသွားမလို့နဲ့အောက်က goal လေးကိုပက်ကက်ပေးရလို့လည်းအမစ်လည်း Against တေ me. သွားတယ်အောက်က goal လေးတေးပြီးထင်တယ်ဗျတေးတယ်ထင်တယ်အမတယ်လေးကျွန်တော်ရောင်သွားတယ်ဟိုဘက်ဒီဘက်နဲ့တာတယ်လေးပုံကနေဆို position check လို့3-2 tower တွေဝင်တိုက်တာနော်ဟိုကောင်တွေကဆက်တိုက် I always hated. ဒီစပါမက်စမှာရှော့ပြီးထင်တယ် Enemy rampage. ဟုတ်တယ်ဗျမက်စမှာရှော့ပြီးထင်တယ်ရှော့တယ်ကျွန်တော်လည်းရောင်သွားတာဒါပေမဲ့ Moscow လေးပြန်လိုက်တော့ကောင်းတယ်ဂျင်ဂလာလေး Retreat from the turtle. Unstoppable. Gather at the turtle. Okay. အမအောက်ပလေးတစ်ချက်ပြသွားတယ်ပေါ့နော်အမအောက်ပလေးကျွန်တော်အောက်ပလေးပါဟိုဂျင်ဂလာကြီးကလည်းလာတယ်ဆိုတော့လေ share ပဲဂျင်ဂလာကြီးကလာပြီးဒီပေါက်သွားတယ်ဘော final select လေးနဲ့ဖြည့်ရိုက်ပြီးလိုက်ဒီတာတယ်လေးရလိုက်တော့ဘာဖြစ်ဖြစ် network လေးတွေပြန်ပြီး balance ဖြစ်သွားတယ်ပေါ့နော် battery side ကအဆင်ပြေတယ်ပေါ့ပကွေတို့လည်းတော်တော် item လေးထွက်လာပြီဆိုတော့သူလည်း light ထိုးနိုင်တယ်ပကွေတို့လည်းကျွန်တော်အောက်လောက်သွားမယ်အောက်လောက်သွားပြီးတော့ cover လေးနဲ့ပကက်လေးနဲ့ final select လေးလည်းရှိတော့ final select လေးနဲ့ပေါင်ကမ်းမယ်ခံလိုက်မယ် final select လေးနဲ့ပဲ okay nice တန်သွားပြီပေါ့ပကွေတို့ကလည်းထိုးနေပြီသူ item ထွက်တော့လေပကွေတို့လည်းထိုးနေပြီကောင်းတယ် Well played. အဲ့ဆလီနာတွေကလေအဲ့အားလေးပဲပေါ့နော်ဆလီနာတွေကအဲ့အားလေးပဲဒါပေမဲ့သူကအဲ့လေဂိမ်းတို့မစ်ဂိမ်းလို့ပါသူကအဲ့သူ့မှာ damage ကတော့ထွက်တဲ့တော့ထွက်ပါဒါပေမဲ့သူက light ညော်တာပါအဲ့သူဆလီနာ arrow ကြီးနဲ့လေအဲ့ကြောင့်ကျွန်တော်ဒီဘက်မှာအားလောက်ကန်နေတာအားလောက်ဆိုဘာဖြစ် CCE မျိုးတာများတယ် final slant နဲ့လည်းထင်တယ်ဟိုကလည်း goal ပါတော့အဲ့ goal ကိုလည်း final slant နဲ့ရိုက်ချင်လို့ပေါ့အားတော့လေထုတ်ပေးလိုက်တာခုဒီတော့အဆင်ပြေလို့ပြောအောင် Our turret has been destroyed. ကျွန်တော်ဂျင်ဂလာကြီးကိုနှစ်ကောင်ဝိုင်းညက်နေပြီကတိတာလေး Ally has been အစ slain. ပန်ရှော်သွားပြီဗျဟောဘိုင်ဝိုင်းမှာဘိုင်ဝိုင်းတက်မရှော်ရတယ်မိတ်လည်းသွားပြီကျွန်တော်ဘလုံးဝဝင်ပြီးတော့ကပ်ပြီးညာဒါပေမဲ့သူလွတ်သွားတဲ့သူ့ရဲ့ဟိုနဲ့ပတ်စင်နဲ့ Our turret has been destroyed. Tesla ပနေစုံထဲမှာဝင်သွားတယ်ကိုရီနဲ့ရောင်သွားတယ်ကိုရီရောင်သွားတယ် Slain.
လောတော့ပေါ်ပြီဗျအဲ့လောကျွန်တော်တို့ရတယ်ထင်တာပဲလောတော့ပေါ်ပြီလောမှာကျွန်တော် finance နဲ့ဖြည့်ရိုက်တာထင်တယ်ဒီလော်လေးရရင်တော့အန်လို့ရကောင်းရနိုင်တယ် maximum လေးရနိုင်မစိုး finance လေးနဲ့ဖြည့်ရိုက်လိုက်ကောင်းတယ်ဗျာဖူကာလေးရတော့ပဲနောက် bucket မပါလာဘူးပေါ့နော်လော်ရီတော့ try နေပြီကျွန်တော်တို့ jungle လာလေးကုတ်တယ်ပါသွားလေကာဘာလေးပေးဖို့ကြိုးစားပြီမလဲမရခဲ့ဘူးပေါ့နော်စောတက်တယ်ဗျ over selena လေချိုးလေးတိုးပြီး selena လေးကိုစောတက်တဲ့ selena လေးကိုစုံးမပေးလိုက်ပြီ final select လေးနဲ့ပဲ Initiate retreat. Follow Lord. Your team destroyed a turret. Initiate. ဒါတော့လည်းရှူရှောင်းလေးတွားလောက်တာရှူရှောင်းလေးပဲ vision လေးချက်နေရှူရှောင်းလေးလောက်လို့ဒီမှာတယောက်ရဲ့တာဝန်ပေါ့ကောင်းနေဗျာဟိုဘက် Trisla ပနေရုံ2ပဲ Killing spree. ကျွန်တော်လည်းမာတင်လောက်မာနေပြီ item တွေလက်ဖက်နေပြီဆို Moscow လေးရလိုက်မယ် okay တန်သွားပြီ high ground တက်လို့ရပြီထင်တယ် Your team destroyed a turret. Your team destroyed a turret. ပြီးပြီဗျ Selena သူ့ရဲ့ time ပြီးသွားပြီเนาะလေကင်းရောက်လာပြီဆိုတော့သူကမြားလောက်ပဲ arrow လောက်ပဲပြစ်လို့ရတော့သူရဲ့ output သူရဲ့ကြပြီပေါ့ဗျာသူ့ရဲ့အချိန် copy လို့ပြောလို့ရတယ် Selena ကလေခေါ်လေဒီကားလေးပါရိုက်တဲ့ထူးတော့ကောင်းနေဗျာကျွန်တော်เนาะ Destroyed a turret. ဟိုဘက် Trisla တော့ရသလောက်ကားတယ်ပေါ့နော်မကမပေးချင်ထင်တယ်ဗျ Trisla ဝင်ချတယ် Moscow သူကအားကိုးပြီးဝင်ချတယ်ဘက်ကလေးပဲကြီးတဲ့2 man ကောင်းတယ်ကျွန်တော်လုပ်ပြီးသွားတာ2 man ပြန်ပေးလိုက်ရတယ်ထင်တယ် Double kill. မော်ကြီးချိန်ရောက်နေမော်ကြီးဖြစ်နေပြီကျွန်တော်ရတာဗျအန်ကယ်လေးကျင်ကလာလေးကိုလည်းဘက်ကလေးနဲ့ကူကျင်တာလည်းပါတယ်ဝင်လိုက်တော့ခေါ်ရဲ့ရေကကြောင်ပြီးရှောရတယ်ပေါ့ Our turret has been destroyed. An enemy has been slain. Initiate retreat. Okay. Moscow ဝင်လာတယ် Moscow သူ့ AD နဲ့ Moscow လောက်သွားပြီတာတရားလေးခေါ်တော့ law လည်းပေါ်နေပြီဆိုတော့ဟိုမှာ law position လေး Trisla လေးညှိနေပြီဗတဲ့ညှိနေပြီ Trisla နဲ့ဟိုပါနဲ့ Enemy has been slain. Our turret has been destroyed. သူတို့ law လောက်ချင်တာဗျ Trisla နည်းနည်းလေးကျုံသွားတယ်ထင်ပါတယ်ရှောင်းလေးဝင်လို့ပဲခြုံနေဝင်လာတဲ့ကောင်လေးတွေအဲ့ဒီမှာ flicker ရှိလို့ဗျ flicker ရှိအောင်2မရိုက်လို့ရတယ်ကောင်းတယ်ဟိုကောင်တွေခြုံတိုးချင်တော့2မကောင်းသွားပြီเนาะအကောင်လုံးကြာသွားတာခြုံတော့ဘကွီတို့ခြုံတိုးကောင်းသွားတယ်ဘကွီတို့လေးကောင်းတယ်အမ hyper လေးเนาะကလော်ပေးလိုက်တာစီးပဲတော့ရပြီ hyper တက်လို့ရပြီ Sword Slayer. Great play. ခြုံတိုးချင်တဲ့ကောင်လေးတွေနှစ်ကောင်ပြူးခြုံနေဝင်လာရလိုက်တယ်တန်ရ high ground တက်လို့ရပြီ Launch attack. Okay. ကျွန်တော်ဝင်
ပြီးတော့ကန်ဆယ်လိုက်တယ် final slap ကျွန်တော်လည်း law ရတာတဲ့ဒီမှာ law high ground base တွေကိုရောက်မှဝင်ချမ်းပါတော့လည်း law ရတာပေါ့နော် solo ဆိုတော့လည်းဒီလိုပါပဲ solo player solo ဆော့ရတာဆိုတော့လည်းတင်းနဲ့ chemistry ကနည်းနည်းလေးလွတ်တာမနက်ကတကယ်လို့တင်းနဲ့ဆော့မယ်ဆိုလို့ရှိရင်အဲ့ဒီမှာ တင်း connection နဲ့ဆိုရင်ဒီအန်လို့ရနိုင်တယ်ဗျ solo ဆိုတော့ connection လွတ်သွားတာဒီမှာအန်လို့မရနိုင်ဘူးမနက်ကတည်းကဒါအန်လို့ရကောင်းရနိုင်တဲ့အခြေအနေပေါ့နော်โอเคအဲ့ကျွန်တော်နောက် log ပဲပြန်ဆောက်အောင်မယ်ထင်ပါတယ် Sorry. Don't give up. Launch attack. Okay. Launch attack. သူစလာနေတော့ညှိနေပြီကျွန်တော်လည်းရမယ်ကျွန်တော်တက်လို့ရတယ်ဗျာလိုက်ပြီဒီဆိုင်လေးရှယ်ပဲအကောင်လေးရပြီတင်ပါတယ်နော်အကောင်လေးရပြီโอเคဆိုတော့ပွဲလို့ရပြီဘာလာချလာရသူကဘယ်လိုဖြစ်လို့ထွက်ချတယ်လို့မသိဘူးနောက်ဘက်လောက်ကွာနေတာဒါပေမဲ့သူက 1k လောက်ပဲကွာတယ်ဆိုတော့ နောက်လည်း balance ဖြစ်တယ်ဆိုတော့ငါတို့ချကြည့်မယ်ဆိုပြီးထွက်ချတာဖြစ်မယ်ဗျမော်စကိုပါသူ့ချိန်ရောက်ပြီဆိုတော့မော်စကိုလည်းပြစ်ကြည့်နေတာဖြစ်ပါတယ်ဒါပေမဲ့သူတို့ကြာသွားတယ်ဗောနော်ပဲတယ် Instant kill. ဒါဆိုတော့ကျွန်တော်အဲ့ဒီလောက်ရတော့ပြီ Three. ဒီနေ့တော့ဝင်လာတယ်ဘောရရတော့ရှင်းတယ်ဒါပေမဲ့ကျွန်တော်ထိုးတယ်ပေါ့လက်ရှိကလေးနာကိုလိုက်တယ်ထွေးစလား Initiate. ဟောရှောတယ်ဒီနေ့ပါတော့ Gather up the Lord. Okay. တော်လေးပဲလုပ်နေကြတယ်ဗောနော်အနေနဲ့တော်လေးရတယ်ဆိုတော့ Slayer. တော့ရတယ် Great play. ဒီမော်စကိုကသူ့ speed နဲ့လှမ်းပြီးကန်ဆယ်တာကန်ဆယ်မဲ့တဲ့ချော်ရတယ်ဗီဒီယိုဆိုင်ကြည့်လို့ဆိုင်ကြည့်လို့ဖြစ်နေတယ်ဒီလောနဲ့တော့အပ်လို့ရမယ်ထင်ပါတယ်လောမလင်းရပဲထွက်လာတယ်ဒါဆိုတော့မြန်ပါတယ်ဒီခါတော့ကျွန်တော်တို့အပ်လို့ရတော့ပါတယ်ကျွန်တော်ကြည့်ရင်တော့ flick က final slot ကိုရှိရဆိုတော့လေရှယ်မယ်ဆိုရင်ရှယ်လို့ရပါတယ် 3 man 2 man လောကြီးဝင်ပြီး base တဲ့ကိုမန်လေးပဲထရစ်လာရတော့ကားတယ်ဗျထရစ်လာကောင်းနေဘူးဗျထရစ်လာမော်ကြီးကလည်းဖြစ်နေပြီဝင်ချက်တွေပါဖွင့်ပြတာမော်ကြီးကမရတော့ဘူးမော်ကြီးတောင်းဒါဆိုအန်းလို့ရပြီဗျဒါကတော့ဆိုလိုဆိုတဲ့တွေ့ကြုံလေး share ပေးတာဗောနော်လိုအပ်ချက်လေးတွေကို comment ပေါင်းပါထောက်ပြပေးလို့ရပါတယ်ရေးသားပြီးထောက်ပြပေးပါဦးလိုအပ်ချက်လေးတွေ